ပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ရိုးတီးရတဲ့ blog ပဲဖြစ်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့ Minecraft ကို Java အတူပြောင်းလို့ကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ် Java အတူပြောင်းလို့ကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်ဒါကြောင့်ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပါဒီဗီဒီယိုလေးကိုလည်းကြိုက်နေတက်ရင်အသေးလေးနဲ့အပေါင်းလေးနှိပ်သွားပြကြအောင် Okay နော်အရင်ဆုံးဒီမှာဗျာဒီမှာ Java ပြောင်းမှုတော့ Play Store ထဲဝင်လိုက်ပြီးတော့ရှာရအောင်နှိပ်လိုက်မယ် Okay ဒီရက်မှာ AGDOMS ကိုရိုက်ရှာလိုက်ဒါဆိုရိုက်ရှာလိုက်ဗျာရိုက်ရှာလိုက်ပေါ်ဆုံးမှာပေါ်လာမှဟာလေးနဲ့ထောင်းလိုက်အဲ့ဒါလေးထောင်းလိုက်ပြီးသွားလို့ရှိရင်ဟာလေးနောက်ဒါလေးကိုထောင်းလိုက်မယ်ပေါ့နော်နောက်တော့ဒီမှာပေါ့နော်ဒီမှာဒီ Java မှုတွေလည်းအဆုံးရှိရဗျာဒီက Java ရလာတော့မသိဘူးဗျာကျွန်တော်ကတော့ဒီကတော့တရားရပဲလုံး Java တော့ရပါတယ်ဒီမှာဆို Minecraft မှုတွေလည်းအများကြီးပဲကြိုက်တာဟတ်လို့ရတယ်ဒီမှာစုံမဲပါနော် mouse ball အဲ့မှာပါနော် Iron for Minecraft ကိုတောင်းရပါတယ်တက်စင်နေစေပေါ့နော်ကျွန်တော်ဒါထောင်းလာတော့တော်တော်ကြာတယ်ပေါ့နော်ကျွန်တော်မရသေးဘူးဗျရှာဝိုင်းဆိုအလည်းနဲ့ထွက်လိုက် no border ဆောက်ပေါ်လာတဲ့ဟာကျွန်တော်တို့ဝင်လိုက်မယ်အထဲနော်ထဲဝင်လိုက်လို့ရှိရင်အထဲဝင်နေပါနော်အထဲဝင်လိုက်လို့ပထမဦးဆုံးကျွန်တော်တို့ရှာတဲ့တဲကိုဝင်လိုက်ပြီးတော့ကြည့်ရနှိပ်လိုက်မယ် Okay Minecraft လိုလေးရိုက်ရှာပြရမှာပေါ့နော်ဒီMinecraft Java 2 Minecraft Java 2 Minecraft Java 2ပေါ့နော်ကျွန်တော် EDR Minecraft Java 2ဒါကိုကျွန်တော်ရိုက်ရှာလိုက်ဒါဆိုပြပေါ်လာလိုက်မယ်အဲ့ကျွန်တော် PC ဂျန်နေခဲ့တယ်ပေါ့နော်အဲ့ကိုငင်းငယ်ဆွဲလိုက်ပါတော့ဆွဲလိုက်ဒါပေါ့နော်ကျွန်တော်မေ့ရောဒါလေးကိုကျွန်တော်ဒေါင်းရတာပါဒါလေးကိုနှိပ်လိုက်ရင်ဒီအောက်ကဟာလေးကိုကျွန်တော်နှိပ်လိုက် Ever stuck without Wi-Fi? Instabridge, one of the world's most downloaded Wi-Fi maps. တော့ဒီမှာဒီ arrow ရှိပြီးသားမို့လို့ Minecraft ကျွန်တော်ဖလိုက်တော့ Minecraft တွေဝင်နေပြီကျွန်တော်ပုံကနည်းနည်းတော့ကြားမှာပေါ့တို့ဒီဗီဒီယိုလေးသိခံပြီးကြည့်ပြီးပါကျွန်တော် Minecraft တွေရောက်ဒါဆိုလို့ရှိရင်ကျွန်တော်ဝင်လိုက်အထဲဝင်လိုက်ပုံမှန်တိုင်းပဲနော်ဒါဆိုတော့ setting နဲ့ဝင်လိုက်setting မှာပေါ့အောက်ကိုဆက်ချလိုက်ရင်ဒါလေးကိုကြည့်ရဒီထဲမှာရှားမယ်ပေါ့နော်ဒီမှာဒီ mod လေးပေါ့နော်အဲ့ mod လေးထည့်လိုက် Okay setting နဲ့ချိန်အောင်မှာဗီဒီယိုရဲ့ဝင်လိုက်မယ်ဒီ hide wallpaper ကိုဖြုတ်ချလိုက် Okay ဖြုတ်ချ setting ကိုနှိပ်လိုက်မယ်လို့ဆိုဒါလေးကို click လုပ်ကြအောင် Okay ဒါဆိုnow what the fuck setting နဲ့အပြင်ဝင်လိုက်နော်အပြင်ပြန်ထွက်လိုက် Okay
တို့ဗျာတကယ် Java ပုံစံပြောင်းသွားဒီမှာ setting တွေကအစsetting တွေကအစကြောင်း Java ပုံစံတကယ်ပြောင်းသွားပါဒီမှာ play game တွေနဲ့ Java ပုံစံဒီမှာ Java ပုံစံနဲ့ပုံပြောင်းသွားဟုတ်ကဲ့ကျွန်တော် word ကိုတော့မဝင်ပြတော့ဘူးဗျာဗီဒီယိုကရှည်သွားမှာဆိုလို့အားလုံးပဲတာပြီတို့သိသွားပြီထင်တယ် bye bye